နော်ဗောခဏစကားများတတ်တဲ့လင်မယားနှစ်ယောက်ရှိဒါပေမဲ့စကားများတဲ့ခောက်တိုင်းယောက်ျားဖြစ်သူကရှော့ပေးတတ်တယ်တခါမှတော့မျိုးသမီးကလည်းသူ့ယောက်ျားကိုထူးဆန်းလို့မေးလာတာပေါ့ယောက်ျားကြီးရန်ဖြစ်တိုင်းရှင်ပါလို့ကျမကိုအလျှော့ပေးရတာလေတခါတလေကျကျမဘက်ကမှားတာလေရှိတယ်လေအဲ့ဒီတော့သူ့ယောက်ျားကလည်းပြန်ပြောတာပေါ့မင်းကကိုမိန်းမလေးကွာဘာပဲပြောရှေးဘိုးကရေစက်ကြုံလို့ဒီဘိုးကမှလင်မယားလာဖြစ်ကြကိုပြောတာနိုင်သွားတော့ရောဘာထူးမှလဲစကားနိုင်ပေမဲ့ချစ်ချင်းမြတ်တာရှုံးသွားမှလေဒီဟာတော့ကိုအရှုံးမခံနိုင်ဘူးတယောက်ကဆူလိုက်တယောက်ကရီလိုက်တယောက်ကစိတ်တူလိုက်တယောက်ကချော့လိုက်တကယ်လို့လူတယောက်ကအမြဲတမ်းရှုံးပေးနေရတယ်ဆိုတာသူစကားပြောမကျွမ်းကျင်လို့မဟုတ်ဘူးတစ်ဖက်သားကိုအနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုးပြောမထွက်ရက်လို့ပေါ့တယောက်ကတော့ရှုံးပြီးမှနှစ်ယောက်စလုံးပျော်ရွှင်နိုင်ပါလိစကားနိုင်သွားပြီမဲ့ချစ်ချင်းမြတ်တာကိုတော့ဆုံးရှုံးသွားရလိမ့်မယ်ဒီအရာကိုတော့ငါတို့အဆုံးရှုံးမခံနိုင်ပါဘူးတဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့တွေစဉ်းစားမိရလားနေ့စဉ်ဘာမှသွေးမတော်သားမဆက်ခဏတာလက်တွဲတဲ့အလုတ်သေးရလူတွေပေါ်မှာခဏတစ်ဖြုတ်လမ်းခီးမှာတွေ့ကြုံခဲ့ရတဲ့လူတွေပေါ်မှာကြတော့စိတ်ရှိရှိနဲ့အနွန်နာတွေခံခဲ့ကြတယ်စိတ်ရှိရှိနဲ့အနစ်နာတွေခံကြတယ်စိတ်ရှိရှိနဲ့အောက်ကျုပ်တွေခံကြတယ်စိတ်ရှိရှိနဲ့သီးခံတယ်တဘောအလုံးစားလက်သွဲတဲ့လူအပေါ်ကြမှာစိတ်မရှိတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်တို့တွေပြုမှုဆက်ဆံနေကြတယ်ဗျတကယ်ပဲကျွန်တော်တို့တွေကအချစ်တွေဆုံးရှုံးမှမကြောက်တဲ့သူတွေဖြစ်ကုန်ပြီလားတကယ်ပဲကျွန်တော်တို့တွေကသစိမ်းပေါ်ကြကောင်းပြီးတော့ဘဝလက်တွဲပေါ်ကြတော့အကျဉ်းသားတရားတွေကင်းမဲ့နိုင်နေကြပြီလားတေချာစဉ်းစားကြည့်ရင်အချစ်တွေဆုံးရှုံးမှကိုမကြောက်တတ်တဲ့သူတွေကသာအလျှော့မပေးကြတာပါအချစ်တွေဆုံးရှုံးမှကြောက်တတ်တဲ့သူတွေကြတော့လည်းအမြဲတမ်းအလျှော့ပေးကြတာပဲတကယ်လို့တယောက်နဲ့တယောက်အမှတ်တမဲ့နားလည်မှုလေးတွေလွဲလာကြပြီဆိုရင်တကယ်လို့တယောက်နဲ့တယောက်အမှတ်တမဲ့တီးခံစိတ်ကလေးတွေနဲလာကြပြီဆိုရင်ခဏစကားလေးတွေများနေကြပြီဆိုရင်တော့ဒီပုံမြင်လေးကိုသတိရပေးကြပါဒီပုံမြင်လေးကိုခဏသတိရပြီးပျော်ရွှင်စရာအလွန်ကောင်းတဲ့မိသားစုဘဝလေးကိုလေဖန်တီးပေး